Welcome back. Being busy is not the same as being productive. ဒီအလုပ်ရှုပ်နေတာကဒီအလုပ်ပြီးမြောက်နေမတူဘူးနော်ဒီခါတလေကြာရင်ကျွန်တော်တို့တွေကအလုပ်တွေစူးစမ်းနေတယ်အလုပ်တွေရှုပ်နေတယ်ဒါပေမဲ့ကျွန်တော်အလုပ်တွေမပြီးမြောက်တဲ့အချိန်တွေအများကြီးရှိတယ်ပေါ့နော်ဒါတွေက why ဘာလို့လဲကျွန်တော်တွေကတိတ်အရေးမကြီးတဲ့ဒီ low value task တွေပေါ့မှာအာရုံစိုက်နေကြတော့ပေါ့နော်ကျွန်တော်အားလုံးကြားဖို့ရဲ့ Pareto principle တချို့ကျတော့လည်း80-20 rule လို့ခေါ်တယ်20-80 စီးမီပေါ့နော်ဒီရာကဘာကိုဆိုလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့လှုပ်ဆောင်နေတော့20%သောအလုပ်တွေကပဲ80%သော result ရလာတွေကိုကျွန်တော်ထပ်ပေါ်စေတယ်ဆိုတဲ့နည်းလမ်းပေါ့နော်ဒါပေမဲ့ကျွန်တော်တွေကဒီ20%ပေါ်မှာအာရုံစိုက်မဲ့အစားကျွန်တော်တွေက80%သော low value task တွေကိုကျွန်တော်အာရုံစိုက်တဲ့အခါကျွန်တော်အလုပ်တွေကပြီးတဲ့လောက်မပြီး productive မဖြစ်ဘူးပေါ့နော် for example ကျွန်တော်ဒီအပြင်လောကစီးပွားရေးမှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရန်အောင်မြင်နေတဲ့ဒီ company တွေ business တွေဆိုလို့ရှိရင်သူတို့80%သောဒီ revenue တွေက20% တော့ဒီ customer စီကနေလာတယ်ပေါ့နော်20%တော့ high value test တွေကိုကျွန်တော်အာရုံစိုက်မယ်ဆိုလို့ရှိရင်80%တော့ result တွေကိုကျွန်တော်တို့မြင်ရမယ်ပေါ့နော်ဒီ time management လုပ်တဲ့အခါမှာကျွန်တော်တို့ဒီ priority ပေါ့နော်ဦးစားပေးတွေကိုကျွန်တော်တို့သိဖို့လိုတယ်ဘယ်ဟာကအရေးကြီးလဲဘယ်ဟာကအရေးမကြီးဘူးလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီခွဲခြားတတ်ဖို့လိုတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာ Brian Tracy ရဲ့ဒီကဘာကျော်နာမည်ကြီးဒီ time management method ပေါ့နော် eat that frog ဆိုတဲ့ဒီနီလန်ကိုကျွန်တော်မျှောက်ပေးသွားချင်တာဖြစ်ပါတယ်ဆိုတော့ eat that frog ကိုဒီတိုင်းဘာသာပြန်လို့ဆိုလို့ရှိရင်တော့ဒီဘာကိုရှင်းလိုက်စားပေါ့နော်ဒီနီလန်အဓိကဆိုလိုရင်းကတော့ဝေးတနည်းတာမှာအရေးကြီးဆုံးအခက်ခဲဆုံးအကြီးမားဆုံးလုပ်ငန်းဆောင်တာတွေကိုအရင်လုပ်ဖို့ဒီ title နဲ့ဒီ method တစ်ခုပေါ့နော်နီလန်တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ eat the frog method ကိုကောင်းကောင်းအသုံးချနိုင်ဖို့ဆိုလို့ရှိရင်တနည်းတာလှုပ်ဆောင်မဲ့လုပ်ငန်းဆောင်တာတွေကိုကျွန်တော်တို့အုပ်စုလိုက်ကျွန်တော်ခွဲဖို့လိုရပေါ့နော်ဒီထဲမှာကျွန်တော်အုပ်စုကိုကျွန်တော်9ခုခွဲမှာဖြစ်တယ် A B C D E ဆိုပြီးတော့ကျွန်တော်9ခုခွဲမှာဖြစ်ပါတယ်ဆိုတော့ဒီ A list ထဲမှာကျွန်တော်ဘာတွေထည့်မယ်ဆိုလို့ရှိရင်ဒီ A list ထဲမှာလုပ်ရမယ့်အရာတွေကဒီလုပ်ငန်းဆောင်တာတွေကိုကျွန်တော်တို့မလုပ်ဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်အကျိုးဆက်တွေခံစားမဲ့လုပ်ငန်းမျိုး test မျိုးကျွန်တော်တို့ရဲ့တနေ့တာမှာအရေးကြီးဆုံးအကြီးမားဆုံးအခက်အခဲဆုံး test တွေကိုကျွန်တော်တို့ဒီ A list ထဲမှာကျွန်တော်ထည့်ဖို့လိုတယ် for example ကျွန်တော်ကျောင်းသားတွေဆိုလို့ရှိရင်ကျွန်တော်ဒီ assignment due date ဖြစ်နေတယ်ဆိုတော့ဒီဥစ္စာကိုကျွန်တော်မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ points တွေကျွန်တော်လျော့သွားမယ်ခုအလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီနေ့ meeting မသွားဘူးဆိုလို့ရှိရင်ဒီနေ့ punishment ခံရလားဒီလိုဟာမျိုးပေါ့နော်ကျွန်တော်မလုပ်လို့မရတဲ့အရာမျိုးကိုကျွန်တော်အရင်ဆုံးလုပ်ဖို့လို့ဒီ A list ထဲမှာကျွန်တော်ထည့်ဖို့လို့လေပေါ့နော်ဆိုတော့ကျွန်တော် B list ထဲမှာကျွန်တော်ဗာထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တဲ့အရာတွေ for example ကျွန်တော်တို့ဒီ social media သုံးတာလား email reply လုပ်တာလား message ကို reply လုပ်တာလားဒီလိုလုပ်တဲ့အရာတွေကိုကျွန်တော်ဒီ B list ထဲမှာကျွန်တော်ထည့်ဖို့လို့ဒီ C list ထဲမှာတော့လုပ်လို့အဆင်ပြေတဲ့အရာတွေအများအတွက်လုပ်လို့ကောင်းတဲ့အရာလေးတွေပဲ nice things to do ခင်ဗျား coffee သွားတောက်တာလားငွေတခု YouTube video လေးကြည့်လိုက်ရလားလုပ်ဖို့ပျော်တဲ့အရာလေးတွေပေါ့နော်ဒါတွေဖြစ်နေမှာပေါ့ nice things to do ကျွန်တော်ဒီအရာတွေကိုကျွန်တော်ဒီ C list ထဲမှာထည့်မယ်ပေါ့နော်ကျွန်တော်ဒီ list ထဲမှာကျွန်တော်ထည့်ရမယ့်အရာတွေကဒီလုပ်ငန်းဆောင်တာတွေကိုခင်ဗျားမလုပ်ဘူးဆိုလဲရတယ်ဒီအောက်ကိုလုပ်ခိုင်းလို့ရတဲ့အဆင်ပြေတဲ့အရာမျိုးကိုကျွန်တော်ဒီ list ထဲမှာကျွန်တော်ထည့်ဖို့လို့ကျွန်တော်နောက်ဆုံးတစ်ခု E list ထဲမှာပါတယ်လုပ်ရမလဲဆိုလို့ရှိရင်ဒီဥစ္စာတွေကိုခင်ဗျားမလုပ်လဲရတယ်ခင်ဗျား eliminate လုပ်လိုက်လို့ရတယ်ဖယ်ထားလို့ရတဲ့ test မျိုးပေါ့နော်အချိန်ကုန်ုံတက်ပဲခင်ဗျားအတွက်ဒါတွေမလုပ်လို့ခင်ဗျားဘာမှလည်းမဖြစ်တော့ဘူးအကျိုးစမမရှိတဲ့အရာမျိုးပေါ့နော်ဆိုတော့ဒီအရာတွေကိုကျွန်တော် E list ထဲမှာထည့်ဖို့လိုတယ်ဆိုတော့ဒီ E list တွေဒီ list တွေကိုကျွန်တော် short ချချင်အပြင်ကျွန်တော်အကဲအရေးကြီးတဲ့ဒီ A list တွေကကျွန်တော်တို့ eat the frog ပေါ့နော်အရင်ရေးကြည့်တဲ့ the most important task the biggest ugliest the worst ဒီလို test တွေကိုကျွန်တော်ဒီလုပ်ဖို့အတွက်ကျွန်တော်အချိန်ပိုရတယ်ပေါ့နော်ဆိုတော့ဒါကတော့အကုန်လုံးဒီ eat the frog ရဲ့ဒီအနှစ်ချုပ်ပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့တနေ့တာမှာအရေးကြီးဆုံးခက်ခဲဆုံးຢာတွေကိုကျွန်တော်လုပ်ကြည့်ပါအခက်ခဲဆုံးဒီအကြီးမားတဲ့အရာတွေကိုအရင်လုပ်မယ်ဆိုလို့ရှိရင်သိချတယ်ခင်ဗျာတနေ့တာလုံးကလေခင်ဗျားကဒီ productive ဖြစ်လို့ခင်ဗျားခံစားလိမ့်မယ် confidence လည်းပိုရှိတယ်ပေါ့နော်ခင်ဗျား productive လည်းပိုဖြစ်လာတယ်ဆိုတော့တိတ်အရေးမကြီးတဲ့ဒီ social media သုံးတာတွေဒါတွေကြတော့ခင်ဗျားဒီအောက်က list ထဲမှာတို့ထည့်ဖို့လိုပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေတော်များက A list ထဲကဟာကိုအရင်မလုပ်ပင်နေဒီ CDE list ထဲကကျွန်တော်ဒီ social media သုံးတာတွေကျွန်တော်ရဲ့မိနစ်တစ်နေ့တာမှာအရေးကြီးဆုံးမနက်ခင်းတွေကိုကျွန်တော်ဒီ social media သုံးတာတွေမှာကျွန်တော်ပို့ပြီးတော့အသုံးချတဲ့အခါမှာကျွန်တော်တို့ကဒီ productive မဖြစ်တော့ဘူးပေါ့နော်အလုပ်ရှုပ်နေတာပဲတခုခုလုပ်နေတာပဲဒါပေမဲ့အလုပ်မပြီးမြောက်ဘူးနောက်ဆုံးတော့ဗာလဲကိုယ်ကိုမချင်တော့ဘူးပေါ့နော်ဒီလိုရတယ်ဖြစ်လာတယ်ဒီ either from method လေးကအရင်ထိရောက်တဲ့ time management method လေးဖြစ်ပါတယ်အဆင်ပြေတယ်ဆိုရင်သုံးကြည့်ပါပေါ့နော်ကျွန်တော်တို့မနက်ထတိုင်းကျွန်တော်ကိုယ့်ကိုမေးရမယ့်မေးခွန်းတစ်ခုက what is my frog today ခင်ဗျားရဲ့ frog ကပါလဲ thanks for watching
See you around.